ကိုမ wifi ရသေးလားရတော့လေအခုမကိုနဲ့ညီဘလောက်ချစ်ကြောင်းဘလောက်ရိုကြောင်းTikTok ကို official ချပြမလို့သူတို့ official ချပြမလို့ပါဆိုမှညီစိတ်ကိုလာဆွနေတယ်လို့ပဲညီတော့ပြောမှရမယ်တွားမယ်ကိုမချက်ဘူးလားဒီမှာလူတွေအဲ့လိုဝိုင်းကြည့်နေတာကိုညီရလေ wifi ကိစ္စနဲ့ပတ်သက်လာရင်ဘတော့အခွက်ကမှမညစ်ရဟုတ်တယ်နော်ကိုလေးတည့်ရတဲ့ညီနောင်ချင်းမှာတော့မှအဲ့လိုချစ် wifi ကိစ္စနဲ့ရန်ခဏချစ်ပြမဖြစ်တဲ့ဟာကို TikTok ကိုတင်ထားကိုလေးတည့်ရတဲ့နဲ့တွေ့ရမလားအေးတွေ့တယ်လေဒါမဲ့ဒါမြို့လေတော်မှုဖို့အော်ဒါဆိုကိုပြောချင်တာညီတို့နေတဲ့ဘက်ကတိုးလို့ပြောချင်တာလားမဟုတ်ဘူးညီအကုန်ရှုပ်ကုန်ပြီပါဘာမှမရှုပ်ဘူးအခုကလိုက်မလားမလိုက်ဘူးလားဒါပဲပြောကိုလည်းမလိုက်ချင်ဘူးညီလည်းမသွားနေတော့ကိုမတွားရင်လည်းဟုတ်ပြီညီကတွားဖို့တွားပြောမှဖြစ်မယ်ငါကိုနဲ့စကားပြောနေတာစိတ်တော့မှပြန်ပြေသွားပြီကိုမတွားရင်လည်းနေခဲ့တော့ညီကတွားဖို့တွားပြောမှဖြစ်မယ်ညီကိုပြောနေရနော်ညီသွားရသွားကြည့်လိုက်ညီသွားရင်ကိုနဲ့အပြတ်ပဲနော်အော်ကိုကဒါနဲ့လာချင်းချောင်းနေတာပေါ့ကိုပြတ်မယ်ကိုတခါလေးလည်းပြောလိုက်မယ်နော်ညီရလေ wifi ကိစ္စနဲ့ပတ်သက်လာရင်ဘယ်အကူမဆိုဆွလို့ပေါ်အတင်မယ်ကိုမလိုက်ချင်တဲ့နေခလိုက်ပြတ်မယ်ညီတွားဟိုတွားပြမှာဖြစ်အမ